ဒေဒရဂေါရမအနေနဲ့ဗုဒ္ဓဖြစ်သည့်နိုးထခဲ့ခြင်းဟာဓမ္မရဲ့အစပါအမှန်တရားကိုသိခွင့်ရစေမဲ့ဓမ္မစက်ဟာဗုဒ္ဓကြောင့်စတင်လေပတ်ခဲ့ပါတယ်ဗုဒ္ဓမြတ်စွာရဲ့လမ်းပြမှုကြောင့်အစွန်းကင်းတဲ့အလေလန်းစဉ်ဆိုတာရှိမှန်းသိကြရတယ်ဦးဆောင်ရှောက်လန်းသူဖြစ်တယ်လို့ရှေ့ဆောင်လမ်းပြသူလည်းဖြစ်တာကြောင့်လမ်းပြောသူတိုင်းအတွက်တော့အားကိုးရာအစ်ကဗုဒ္ဓပါပဲသစ္စာလေးပါအမျက်တရားကိုအတိနိုးထနိုင်ခဲ့တဲ့နောက်ရန်နေငယ်ကြာဗာရဏသီမိဂရာဝန်ရှိသမင်တော်မှာကနဦးတိုးထွက်ဖို့9ယောက်ကိုဟောကြားခဲ့တဲ့တရားဟာဓမ္မရဲ့အစအခြေခံအုတ်မြစ်ဖြစ်ပါတယ်နားလည်ရခက်ခဲမဲ့စကားကြီးစကားကျယ်တွေကိုရှောင်ပြီးတော့အယိုးရှင်းဆုံးနဲ့အကျစ်လက်ဆုံးကိုဟောထားခဲ့တာပါအဲ့ဒီဒေသနာကလောကရဲ့အမှန်တရားဓမ္မစက်ကိုစတင်စေခဲ့တာကြောင့်ဓမ္မစကြာတရားဆိုပြီးဗုဒ္ဓဘာသာဝင်တွေကသတ်မှတ်လက်ခံထားကြပါတယ်ဓမ္မစကြာတရားဟာတူတုပ်ပြီးတော့ရိုးရှင်းပါတယ်နားလည်ရလွယ်တယ်လို့သဘောပေါက်လေလွယ်ပါတယ်ဗုဒ္ဓဓမ္မရဲ့အနှစ်ချုပ်လည်းဖြစ်ပါတယ်တာယာမှုဆင်းရဲမှုတရားစွန်းတစ်ဖက်ကိုရှောင်နိုင်မဲ့အလေလန်းစဉ်ရှိချောင်းကိုလမ်းညွှန်ထားချက်လည်းဖြစ်တယ်ဘဝတန္တရာအဖြစ်တည်ပြတ်မှုရဲ့ဆင်းရဲမှုဟူသမျှရဲ့အရင်းခံတဘာဝမတိနာမလည်မှုနဲ့ဆင်းရဲမှုတွေကနေလွတ်မြောက်နိုင်မဲ့နီလန်ရှစ်သွယ်နဲ့အတူဘဝတန္တရာကိုအဆုံးသတ်စေနိုင်မဲ့လွတ်မြောက်မှုပန်းတိုင်အစစ်ကိုအဒီလင်းအဆိုပြုမြို့ဟာထုတ်ပေါ်ဟောကြားထားချက်တွေဖြစ်ပါတယ်အမြင့်မြတ်ဆုံးလမ်းစဉ်အမှန်တရား၄ခုအတိနိုးကြားလူသူတိုင်းရဲ့ပန်းတိုင်ဆင်းရဲမှုကနေလွတ်မြောက်လူသူတိုင်းရဲ့လမ်းစဉ်မတိနာမလည်မှုကြောင့်အိမ်မောကျနေခဲ့ရကနေအတိစီအတိမှန်တရားစီတရားမှန်ကြောင့်နိုးထားခွင့်ရနိုင်ပြီးတော့ဘဝတန္တရာဆက်ဝန်းကနေလွတ်မြောက်နိုင်မှာဖြစ်တဲ့အကြောင်းအဒီလင်းဟောထားတဲ့ဒေသနာအချုပ်ဓမ္မစက်ဗုဒ္ဓရဲ့မူလအစပထမအဆုံးအမတော်တွေပဲဖြစ်ပါတယ်ဓမ္မစကြာတရားတော်မှာပြောထားသလိုပဲသစ္စာလေးပါးတရားဓမ္မကျင့်စဉ်အတိုင်းကျင့်ကြံခဲ့လို့သိဒ္ဓတာဟာဗုဒ္ဓအဖြစ်ကိုအတိနိုးထနိုင်ခဲ့ပါတယ်အတိနိုးထမှုဆိုတာကအချို့သောဗုဒ္ဓဝါဒီတွေရဲ့အမြင်မှာတော့ထူးခဲ့ပြီးတော့စမ်းကြယ်တဲ့ပြောင်းလဲမှုအလုကိစ္စရဲ့ကြီးတစ်ခုလိုမျိုးလက်ခံထားကြပါတယ်ကိုယ်ကိုယ်ယုံကြည်မှုဘာသာရေးဆန်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအယူဆလက်ခံပုံတွေကြောင့်အတိနိုးထမှုဒါမှမဟုတ်အတိညာအလင်းပေါင်းမြောက်မှုကိစ္စဟာအယူရှိနေရမယ်စာရှုပ်ထွေးသွားပါတယ်ဘာသာရေးအမြင်အယူအစွဲကြီးမှုကြောင့်ပဲရယူဖို့မလွယ်နိုင်တဲ့အရာလိုမျိုးမဖြစ်မနေခက်ခဲကြိုးစားပန်းစားအားထုတ်ကျင့်ကြံမှဖြစ်နိုင်တဲ့အရာလိုမျိုးစရိမှုတွေပေးဆက်မှုတွေများစွာလုပ်နိုင်မှဖြစ်နိုင်မဲ့အရာလိုမျိုးယူဆလိုက်ကြတယ်အတိနိုးထမှုဆိုတာကလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူးနှဆိုင်တဲ့ပြောင်းလဲမှုဖြစ်စဉ်ကြောင့်စိတ်ရောကိုယ်ပါလွတ်မြောက်သွားနိုင်တဲ့အပြည့်အဝဆုံးအကျိုးဆက်ပါရိုးရှင်းတဲ့သစ္စာလေးပါအမှန်တရားကိုအခြေတည်ပြီးတော့မြင့်မြတ်တဲ့ပြောင်းလဲမှုကိုရယူတဲ့အလုပ်ပါဝါရသုံးနှုံမှုအမွှန်းတင်ဂုံမြင့်မှုတွေအကြားနားလည်ရခက်ခဲပြီးရှုပ်ထွေးနေတဲ့အလန်းဝေးနေမဲ့အရာမျိုးလုံးဝမဟုတ်ပါဘူးဗုဒ္ဓဘာသာဝင်တွေကအတိနိုးထမှုဆိုတာကိုတည်ခြင်းကနေလွတ်မြောက်ခြင်းအပြောင်းအလဲမရှိတဲ့တည်မြဲမှုအစစ်လွတ်လပ်ပြီးတော့လဟာဖြစ်တည်မှုတုံညာအမတ္တဒွါရပြီးတော့နိဗ္ဗာန်ပြီးတော့ဗုဒ္ဓရဲ့ဖြစ်မှုဆိုပြီးတော့နာမည်အမျိုးမျိုးတွေပေးပြီးတော့တင်စားတတ်ကြပါတယ်အမှန်တော့ထင်သာမြင်သာနားလည်ရလွယ်ရမယ်ဓမ္မဟာမလိုအပ်ဖ ೇನೆ တင်စားမှုမြောက်ပင့်မှုအစွဲကြီးမှုတွေကြောင့်ရှုပ်ကုန်တယ်ပေါ်ပါရမယ်အစားလေးကုန်တယ်လွယ်ရမယ်အစားခတ်သွားပါတယ်ဓမ္မစကြာဒေသနာဟာရိုးရှင်းပါတယ်တရားတော်အတိုင်းကျင့်ကြံနိုင်ရင်အတိနိုးထနိုင်ပါတယ်ဒါကိုဘာသာဝင်အယူဆွဲဝါဒီတွေကလမ်းပြထားတဲ့ရှောက်လန်းပေါ်မှာရှောက်တိုင်းလဲပန်းနိုင်ကိုလွယ်လွယ်နဲ့မရောက်နိုင်ဘူးလို့ပြောတတ်ကြပါတယ်။တင်းတို့ပေးတဲ့အကြောင်းပြချက်ကတော့လမ်းညွှန်ထားလို့ရှောက်သွားတိုင်းမရောက်နိုင်ဘူး။သွားနီလာနီရှောက်နီလမ်းနီနာနီနေနီပြေးနီစသဖြင့်နီးတွေလိုသေးတယ်တဲ့။တင်းတို့ဆိုပြထားတဲ့အတိုင်းနီးတွေများနေပါစီ။အမှန်တရားမှန်ရင်အပြောင်းအလဲမရှိနိုင်ပါဘူး။နံပါတ်1ဘဝဆိုတာခံစားမှုတွေနဲ့ဆင်းရဲနေရတယ်။နံပါတ်2ဆင်းရဲမှုတွေရဲ့အကြောင်းရင်းကတဏှာလို့ခေါ်တဲ့မမုန်းမှုအစွဲကြောင့်ပါ။စသဖြင့်ဒီအမှန်တရားတွေကိုခြေတည်ပြီးဗုဒ္ဓဓမ္မဟာဗုဒ္ဓဘာသာအဖြစ်ကိုပြောင်းလဲသွားတယ်။ဗုဒ္ဓဝါဒီတိုင်းသစ္စာ၄ပါးကိုလက်ခံကြတယ်။
ဒီသစ္စာ၄ပါးဆိုတာကိုယုံကြည်ကြလို့ပဲဗုဒ္ဓဘာသာဝင်တွေကခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာတွေနဲ့မတူတာပါလို့ဆိုကြတယ်။သစ္စာ၄ပါးဆိုတာဟာဗုဒ္ဓဘာသာရဲ့အခြေခံယုံကြည်သက်ဝင်မှုအုတ်မြစ်ဖြစ်သွားတယ်။လောကရဲ့အရှိတရားအမှန်တရားကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်တီးတန့်လို့ဖြစ်သွားတယ်။ဘာသာတရားတစ်ခုရဲ့ယုံကြည်ရာစနစ်ဖြစ်သတ်မှတ်ခံလိုက်ရတယ်။ဗုဒ္ဓဆိုတာကကန္နာဤဇံနဲ့ဖြစ်တည်မှုတည်းမဟုတ်ပါဘူး။ဗုဒ္ဓအဖြစ်နိုးထခြင်းဆိုတာကထူးခြားစမ်းကြယ်တဲ့အသိပညာတစ်ခုခုကိုတက်မြောက်သွားလို့ပြောင်းလဲဖြစ်တည်သွားတဲ့ကိစ္စရဲ့အဖြစ်အပျက်မျိုးမဟုတ်ပါဘူး။ထာဝရဘုရားဖန်ဆင်းထားတဲ့လျှို့ဝှက်ချက်တစ်ခုခုကိုဖော်ထုတ်နိုင်လိုက်လို့စမ်းကြယ်မှုကြောင့်ထူးကဲသွားတာမျိုးလည်းမဟုတ်ပါဘူး။ကျေပြည့်နည်းနည်းလုံးနဲ့စัจ java လာကြီးရဲ့တစိတ်တရီသားကိုနားလည်လိုက်လို့အခွင့်ထူးခံပုဂ္ဂိုလ်မျိုးဖြစ်သွားတာလည်းမဟုတ်ပါဘူး။ဗုဒ္ဓဘာသာဝင်တွေကပဲဗုဒ္ဓကိုအဲ့ဒီလိုမျိုးထင်မြင်တတ်ကြတာပါ။အစမ်းကြယ်တဲ့ပုဂ္ဂိုလ်တဦးလိုမျိုးတကူရှင်ဉာဏ်ကြီးရှင်ဖြစ်ဗုဒ္ဓအဖြစ်ကိုအမွန်းတင်တတ်ကြပါတယ်။ဓမ္မစကြာတုတ်ကိုအသေးချာလေးပြန်လေသုံးသပ်ကြည့်လိုက်ရင်ဗုဒ္ဓဟာသူ့ကိုယ်သူဗုဒ္ဓအဖြစ်အတော်ထွက်ပေါ်9ယောက်ကိုဘယ်အချိန်မှပြောလဲဆိုရင်စိတ်ရောကိုယ်ပါလွတ်လပ်သွားပြီးတော့မမောတတ်တဲ့တဏှာကုန်ခန်းလို့အမှန်တရား၄ခုကိုတကယ်ပဲနားလည်နိုင်တာသိချသွားတော့မှသူဟာတလောကလုံးမျောလင့်ဆောင်စားနေတဲ့ဗုဒ္ဓအစစ်ဖြစ်ကြောင်းကိုဝန်ခံလိုက်ပြီးတော့ဓမ္မရဲ့အနှစ်သာရကိုခံစားနိုင်ခဲ့ပြီလို့ဝန်ခံခဲ့တာဖြစ်ပါတယ်။ဓမ္မကြောင့်ဝိမောဟနာလို့ခေါ်တဲ့ဖြစ်တည်မှုပေါ်တွေ့ဝေခြင်းကနေအလွတ်မြောက်ပြီးသိတ္တမင်းသားဟာဂေါရမဘွဲခံဗုဒ္ဓအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။မိမောနေခဲ့ရာကနေချက်ချင်းဆိုသလိုနိုးကြားသွားခဲ့ရတဲ့ဓမ္မအတိကထူးခြားစမ်းကြယ်လွန်းနေပါတယ်။ဘယ်သူကမှမကြုံဘူးမသိဘူးမခံစားဘူးမရှိခဲ့ဘူးတဲ့အတိနိုးထမှုအတွေ့အကြုံကိုသူ့နီးတူတတ္တဝါတိုင်းနားလည်နိုင်မှာမလား။အိမ်မက်တွေအကြားအသားကျနေတဲ့မတိမိုင်မဲမှုတွေကနေနိုးထနီးလမ်းညွှန်ဖို့ဆိုတာဟာဖြစ်ပါမလား။အတွေးများသွားခဲ့ပါသေးတယ်။ဗုဒ္ဓကလွှဲရင်ဖြစ်တည်မှုပြဿနာကအားကောင်းနေစေအစွဲကြီးအမြင်ကျင်းလို့ဖြစ်လာရတဲ့ကိုးကွယ်ယုံကြည်မှုအလေးထားဆိုတာကလည်းအားကောင်းနေစေအတွေးမြင်လောက်ကိုပဲအခြေခံတဲ့ထင်ရှားဆိုင်ယဉ်ကျေးမှုကအရှင်အဟုန်နဲ့ဖြစ်နေရှိနေစေဗုဒ္ဓရဲ့နိုးထမှုဆိုတာကလောကကြီးတစ်ခုလုံးနဲ့ရှင်လိုက်ရင်ပြဿနာပေါင်း16000ကိုဖြေရှင်းနိုင်ဖို့လုံလောက်ပါမလားကာမိနိုင်ပါမလားပရမအတိနိုးထခြင်းဆိုတာကဘဝဖြစ်တည်မှုအကျင့်အတေးကနေလွတ်မြောက်ခြင်းဖြစ်ပါတယ်သစ္စာနှစ်ခုဖြစ်တဲ့ဒုက္ခနဲ့သမုဒယကဘဝအကျင့်အတေးတွေဖြစ်ပြီးတော့ဒုတိယသစ္စာနှစ်ခုဖြစ်တဲ့မဂ္ဂနဲ့နိရောဓဟာဘဝကနေလွတ်မြောက်ခြင်းအဖြေတွေပဲဖြစ်ပါတယ်အကျင့်အတေးဆိုတာကပြဿနာဖြစ်ပြီးတော့လွတ်မြောက်ခြင်းဆိုတာကတော့အဖြေဒါမှမဟုတ်ဖြေရှင်းခြင်းဖြစ်ပါတယ်ဒီအမှန်တရား၄ခုဟာဘဝရဲ့အခြေခံသဘာဝနိယာမအစစ်တွေပဲဖြစ်ပါတယ်ဘဝနိယာမစတုသစ္စာကိုအမှန်တကယ်နားလည်မှအတိနိုးထနိုင်မှာဖြစ်ပါတယ်အတိနိုးထတယ်ဆိုတာကအမြင်ကျယ်အတိကဲသွားတာလောက်ကိုပဲပြောတာမဟုတ်ပါဘူးဘဝဖြစ်တည်မှုတစ်ခုလုံးရဲ့အခြေခံသဘာဝအားလုံးကိုအရင်ခံအမှန်မြင်အတိစင်ကြယ်သွားပြီးတော့ဘဝပေါ်ပြီးတိုင်အနိုင်ပိုင်းအဆုံးတိုင်ချုပ်ကင်နိုင်တာမျိုးဖြစ်ပါတယ်ဒါကြောင့်လေဓမ္မစကြာတရားစာဟောတော့တရားကျင့်ပဲဖြစ်ခဲ့ဘူးတဲ့တောထွက်ပေါ်9ယောက်လုံးမအူမလဲဖြစ်သွားခဲ့ရပါသေးတယ်ဗုဒ္ဓရှင်းပြတာကိုသူတို့ဉာဏ်မီသလောက်အတက်ဆန်းသမျှနားထောင်ကြပါတယ်ကိုရင်ညာဆိုရင်အထူးသဖြင့်ရိုးရိုးတည်တည်ကိုနာယူခဲ့ပါတယ်ဒါပေမဲ့တခါတည်းတော့သဘောမပေါက်ခဲ့ပါဘူးကျန်တဲ့4ယောက်စလုံးဓမ္မစကြာတရားကိုနားလေလက်ခံသွားအောင်ဗုဒ္ဓအနေနဲ့နောက်ထပ်4ရက်တိတိဇက်တိုင်ဟောပြီးခဲ့ရပါတယ်အမတန်နားလေရလွယ်တဲ့တရားကို9ရက်တိတိအချိန်ယူဟောခဲ့ရတာကိုသတိချက်ကြည့်ပါနားလေရလွယ်တိုင်းနဲ့သိနိုင်တာမျိုးမဟုတ်ပါဘူးတရက်ကိုတဦးချင်းသဘောပေါက်သွားအောင်ဟောပြီးနောက်9ရက်မြောက်နေ့မှာတောထွက်ပေါ်9ယောက်လုံးကောင်းသောနိုးကြားခြင်းကိုရရှိနိုင်ခဲ့ကြပါတယ်တတလုံးမိမောတွေ့ဝေခဲ့ရာကနေနိုးထားခွင့်ရသွားခဲ့ကြပြီမို့ဓမ္မစကြာလေပတ်ခဲ့တဲ့9ရက်မြောက်နေ့မှာတောထွက်ပေါ်9ယောက်ဟာဗုဒ္ဓရဲ့အဦးဆုံးတပည့်တာဝက9ပါးအဖြစ်တထာဂရကိုယူကျူးစွာရှ िख ိုးလိုက်ကြပါတယ်
အဲဒီနောက်မှစစ်မှန်တဲ့နိုးထမှုအတွက်မဟာမုနီဟာသစ္စာ၄ပါးရဲ့အခြေခံဖြစ်တည်မှုရဲ့အဖြေစစ်အစိုးမရမှုတရားကိုဟောကြားခဲ့ပြီးတာဝက၅ပါးလုံးကိုသူနီးတူအတိနိုးထနိုင်သူတွေဖြစ်အောင်နီးပြီးလမ်းညွှန်ခဲ့ပါတယ်ဖြစ်တည်မှုပေါ်တွေးဝေခြင်းဆိုတာကတဏှာဆိုတဲ့အစွဲတွေကိုမသိနားမလဲပဲဖြစ်ချင်တိုင်းဖြစ်နေရတဲ့အတိမဲ့ဘဝကိုပြောတာပါဘဝဆိုတာကအစွဲကိုအခြေခံတဲ့နိယာမတွေနဲ့အဆုံးအစမဲ့တဲ့လေပတ်ဖြစ်တည်မှုပါအစွဲကြောင့်မသိမှုဖြစ်လာပြီးတော့ဘဝဟာအလိုဆန္ဒရဲ့လှည့်စားမှုအောက်မှာဥဒိယမဲ့ဖြစ်သွားရပါတယ်အဲ့ဒီအခါဘဝကိုထိန်းချုပ်လို့မရတော့ပါဘူးအကြောင်းနဲ့ကျိုးဖြစ်နေပေမဲ့စီလျော်မှုမရှိတော့တဲ့ဘဝကြီးကဗျမ်းမတာဖြစ်သွားရပါတယ်ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိတော့ပါဘူးဖြစ်တဲ့အတိုင်းဖြစ်မလာတော့ပါဘူးတာယာမှုဆိုတာကိုလိုချင်တိုင်းမရနိုင်တော့ပဲနာကျင်မှုဆိုတာတွေကမလိုချင်လဲဖြစ်လာရပါတယ်မတိနာမလည်မှုတွေများလာတော့ဘဝကဗျမ်းမတာတွေဖြစ်လာပြီးဘဝကိုထိန်းချုပ်နိုင်ရမယ်စားဘဝရဲ့ချုပ်ကင်မှုလောင်းရိပ်အိမ်မက်ကဘာတွေမှာအိမ်မောကျသွားရပါတယ်ဆင်းရဲမှုဝေဒနာကိုခံစားနာကျင်တတ်ရမယ်စားကျေနပ်တာယာမိသွားကြပါတယ်ဆက်စုပ်ယွန်ရှာရမယ်စားဆွဲမှတ်တွေ့တာကုန်ပါတယ်ရုံးထွက်လွတ်မြောက်ရမယ်စားအမုန်းခံပြီးနွန်ထဲကိုခုန်ဆင်းကြပါတော့တယ်ဗုဒ္ဓကသူ့ကိုယ်သူကယ်တင်ရှင်ဖြစ်ကြွေးကြော်လို့ဖြစ်ပါလျက်နဲ့ယောဂကုစားသူတမားတော်ဖြစ်လောက်ပဲခံယူထားသူမျိုးပါတည်မြင်ထားတဲ့ဓမ္မကိုယောဂဝေဒနာအတွက်ကုစားဖို့အရင်စစ်အဖြေရှာကုသနည်းပေးတယ်လို့မျိုးလမ်းပြတတ်သူနည်းပေးလို့သူမျိုးဖြစ်ပါတယ်ရင်ဘတ်အောင်နေဆိုပါစို့တကယ်ပဲအောင်နေတာလားတွေးရတယ်အဝေဒနာတကယ်ရှိနေမလားရှိမှန်းသိအောင်အရင်လုပ်ရတယ်တကယ်ပဲရင်ဘတ်အောင်နေတယ်ဆိုရင်တမားတော်စီတွားရမှာဖြစ်ပါတယ်တမားတော်ကမှသာရင်ဘတ်အောင်နေတဲ့ဝေဒနာရဲ့အကြောင်းကိုနားလည်မှာပါဝေဒနာရဲ့အကြောင်းကိုအဖြေရှာပြီးတော့မှကုသလို့ဖြစ်မဖြစ်ရမရကိုဆက်လက်စမ်းစစ်ပြီးမှဖြစ်ပါတယ်အဲဒီလိုပဲဗုဒ္ဓကဖြစ်တည်မှုတဘာဝကိုနားလည်သူဖြစ်ပါတယ်ဖြစ်တည်မှုတိုင်းဟာဆင်းရဲမှုဝေဒနာဖြစ်နေမှကိုသဘောပေါက်အောင်မြင်သိနားလည်ခဲ့သူလည်းဖြစ်ပါတယ်ဝေဒနာကုစားရမှာအထူးနားလည်သူဖြစ်နေပြီဆိုတော့အဲ့တော့ဝေဒနာကိုအရင်စစ်ပြပါတယ်အစွဲဒါမှမဟုတ်တဏှာကဝေဒနာရဲ့အကြောင်းရင်းကအပြည့်မှန်းကိုစမ်းစစ်နိုင်ခဲ့ပါတယ်တဏှာဆိုတာကိုအမြင့်ဖြတ်လို့ရနိုင်မဲ့လမ်းစဉ်တနည်းပြောရင်တော့ကုသနည်းကိုဗုဒ္ဓကိုယ်တော်တိုင်ရှာခဲ့ပါတယ်မစုံမနစ်ကြိုးစားရှာဖွေခဲ့တဲ့နောက်ဆုံးမှာတော့ကုသနည်းကိုတွေ့ခဲ့တယ်လို့အရှင်းပြောင်းကုသနိုင်ခဲ့ပါတယ်လမ်းစဉ်မှန်၄ခုဖြစ်တဲ့ဓမ္မအတိုင်းကျင့်ကြံနိုင်ရင်ဆင်းရဲမှုကနေအပြီးတိုင်လွတ်မြောက်တဲ့အသက်ရှင်မှုကိုရနိုင်ကြောင်းအတီလင်းထုတ်ပေါ်ဟောကြားခဲ့ပြီးဝေဒနာတွေရဲ့ကုသနည်းအစစ်ကိုပြီးနိုင်ခဲ့ပါတယ်မိယုဗလာဗုဒ္ဓဘာသာကဓမ္မကိုကိုးကွယ်မှုအတွက်အခြေခံစနစ်အဖြစ်သတ်မှတ်ထားပါတယ်ဒါပေမဲ့ဓမ္မအရာသိရတဲ့သစ္စာတရားတွေကယုံကြည်သက်ဝင်မှုတည်ဆောက်ဖို့ရာအတွက်မဟုတ်ပါဘူးဘဝအတွက်စိန်ခေါ်မှုမျိုးပါ Alice Adventure in Wonderland Alice အခန်းထဲကိုရောက်တော့တောင်းလိုက်ပါအမတ်စုတို့တစိမ့်ကတ်ထားတဲ့ဆေးပလင်းတစ်ခုကိုတွေ့တယ်ပလင်းတွေကဆေးရည်တွေကဘာတွေဖြစ်ပါတယ်လို့တစိမ့်မှာတော့ရေးမထားဘူး Alice ကိုတောက်လိုက်ဖို့ပဲတိုက်တွန်းထားတယ်ဘာသာတရားတစ်ခုမှာစနစ်ဖြစ်သတ်မှတ်ထားတဲ့ကိုးကွယ်မှုအလေးအထားတဘာဝတွေကအဲ့ဒီဆေးပလင်းမှတ်စုတစိမ့်လိုပါပဲဗုဒ္ဓအနေနဲ့ဓမ္မကိုဟောပေါ်ညွှန်ကြားတိုင်းလိုက်နာကျင့်ကြံဖို့ထက်နားလေသိရှိဖို့ကိုအရင်ဦးစားပေးပြီးတော့ဆုံးမပါတယ်သစ္စာလေးပါးကိုစာဟောတော့လေလိုက်လို့ပါလိုက်ကျင့်ပါဆိုပြီးတော့အတင်းမတိုက်တွန်းပါဘူးငါဒါကိုနားလေခဲ့တယ်ငါဒါကိုသိခဲ့တယ်ငါဒီလိုလုပ်ခဲ့တယ်ငါဒါလှုပ်လိုက်လို့ဒီလိုဖြစ်ခဲ့တယ်ငါနားလေတာတွေကဒါတွေပဲသစ္စာတရားဆိုတာ၄မျိုးရှိတယ်လို့ငါနားလေခဲ့တယ်အရင်ကမသိခဲ့လို့ငါလမ်းမတွေရောက်ခဲ့တယ်အခုဒီအမှန်တရား၄ပါးကြောင့်ငါအသိစစ်ကိုရခဲ့ပြီဘဝဆိုတဲ့ဖြစ်တည်မှုကြီးကအမတန်မှဆင်းရဲတယ်အဲ့ဒီဆင်းရဲမှုကိုနားလေတာကတည်ခြင်းအစစ်ပဲဆင်းရဲမှုတွေနဲ့ဘဝဆိုတာကအစွဲကြီးတဲ့တဏှာကြောင့်ဖြစ်ရတယ်အဆက်မပြတ်ဖြစ်နေပြက်နေတဲ့ဒီတဏှာဆိုတာကဘဝရဲ့အကြောင်းရင်းခံပဲလို့နားလေတာကလည်းတည်ခြင်းအစစ်ပဲဆင်းရဲမှုနဲ့ဘဝရဲ့အကြောင်းရင်းတွေက
ဖြစ်တည်မှုတွေရဲ့မူလပြဿနာအကျက်အတဲတွေပဲဖြစ်တယ်။ဒီပြဿနာအကျက်အတဲတွေကနေလွတ်မြောက်နိုင်ဖို့နီလန်း၈ခုရှိပါတယ်။အဲ့ဒီအမှန်တရားနီလန်း၈ခုကိုနားလည်ခြင်းကတည်ခြင်းစစ်ပဲ။လမ်းမ၈ခုအတိုင်းရှောက်လန်းပြီးဥတီသွားရမယ်ပန်းနိုင်လည်းရှိတယ်။လွတ်မြောက်မှုစစ်ဖြစ်တဲ့တဏှိဒုက္ခကိုတွေ့ရမယ်။ဒီလွတ်မြောက်မှုကသာစစ်မှန်တဲ့လွတ်မြောက်မှုနိုးထမှုဖြစ်တယ်။ဒီနိုးထနိုင်မှုကိုတည်ခြင်းကသာလည်းရင်တည်ခြင်းစစ်ဖြစ်ပါတယ်။လမ်းစစ်လမ်းမှန်၈ခုနဲ့ဥတီရမယ်ပန်းနိုင်ရဲ့စစ်လွန်မြောက်မှုကိုနားလည်ခြင်းဟာအတိမှန်ကိုရခြင်းပဲဖြစ်တယ်။လွန်မြောက်မှုအစစ်ကိုတည်တိုင်းဘဝအကျက်အတဲကနေလွတ်မြောက်နိုင်မှာမဟုတ်မှန်းကိုငါသိခဲ့တယ်။အခုလမ်းစစ်လမ်းမှန်ကြောင့်ငါအသိစစ်ကိုနားလည်ခဲ့ပြီ။ငါကိုယ်တိုင်နားလည်ခဲ့ပြီဖြစ်တယ်။အရင်ကငါကိုယ်ငါနားလည်ခဲ့ပြီလို့ဝေမခံခဲ့ဘူး။အခုသစ္စာ၄ပါးကိုသိခဲ့ပြီ။ကျင့်ကြံနိုင်ခဲ့ပြီ။ဘဝအကျက်အတဲကနေလွတ်မြောက်လို့ငါကိုငါနိုးထားခဲ့ပြီလို့ဝန်ခံတာဖြစ်တယ်ဆိုပြီးတော့ဗုဒ္ဓကဓမ္မစကြာတရားကိုဟောခဲ့တာပါငါဒါကိုသိပြီးမင်းတို့လိုက်လုပ်ကြဟေ့ဒါတွေကသစ္စာတရားတွေပဲလိုက်နာကြသစ္စာတရားတွေမှုလိုက်နာရင်ငါလိုဗုဒ္ဓဖြစ်မယ်ဆိုပြီးတော့ဟောခဲ့တာမဟုတ်ပါဘူးပြောရရင်တိုက်တွန်းအကြံပြုထားတဲ့တောက်လိုက်ပါဆိုတာမျိုးမဟုတ်ဘဲနဲ့နားလည်အောင်လုပ်ပါဆိုတဲ့အတိပေးမှုမျိုးနဲ့ဗုဒ္ဓကဓမ္မဒေသနာကိုဟောဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။နားလည်အောင်လုပ်ပါလားဆိုတာကအမှန်တော့စိန်ခေါ်ထားတာမျိုးပါ။လုပ်လိုက်လေဆိုတဲ့လေတံမျိုးမဟုတ်ဘဲနဲ့လုပ်ကြည့်ပါဆိုတဲ့လေတံမျိုးပါ။ပရမသစ္စာကိုတေချာပြန်သုံးသပ်ကြည့်ပါ။ဆင်းရဲမှုဝေဒနာတွေအပေါ်ကျင်သားရနေတာကိုနားလည်ဖို့ဆိုတာကပရမသစ္စာရဲ့စိန်ခေါ်မှုပါ။လူရင်းနားလည်အောင်ပြောရရင်လူရဲလို့ဘာလို့ဖြစ်လာရတာလဲဆိုပြီးတော့မေးခွန်းပြန်ထုတ်တတ်ဖို့ပါဘာလို့မွေးဖွားလာရတာလဲဘာလို့ဖျားနာကြရတာလဲဘာလို့အုံမင်းရင်ရော်သွားကြရတာလဲဘာလို့တည်ကြရတာလဲဘာလို့များလူလို့ဖြစ်နေရသေးတာလဲဘာကြောင့်အသက်ရှင်နေရမှာလဲဘာလို့အသက်ရှင်နေတာလဲဘယ်အချိန်ကလေးကဒီလိုဖြစ်နေတာလဲဒီလိုဝေခွင့်မရဖြစ်နေတာကနေဘယ်တော့မှအဆုံးသတ်နိုင်မှာလဲဘာလို့နားလေရခတ်တာလဲဘာလို့ဒီလိုဖြစ်နေတာလဲစည်ရမှုဆိုတာဟာမထိန်ချုပ်နိုင်မချင်းဖြစ်နေအောင်မှာပါခံစားနေရအောင်မှာပါဒီစည်ရမှုကိုနားမလည်မချင်းဘဝဆိုတာကလည်းတဝဲလေလေဆက်ဖြစ်နေအောင်မှာပါဘာလို့စည်ရမှုဆိုတာရှိနေတာလဲဆိုတာကိုသဘောမပေါက်မချင်းစည်ရတွင်နတ်သေးကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးဗုဒ္ဓကကိုယ့်ကိုယ်ကိုစိန်ခေါ်တတ်အောင်လမ်းညွှန်ခဲ့တာပါစိန်ခေါ်ပြီးရင်ဆိုင်ဖို့ရလဲတတိပေးခဲ့တာဖြစ်ပါတယ်ဖြစ်တည်မှုချက်တဲကနေလွတ်မြောက်နိုင်ဖို့ပထမဆုံးခြေလှမ်းကတော့အစွဲမထားဘဲလက်လွတ်နိုင်ခြင်းဖြစ်ပါတယ်တဏှာဟာဘဝကိုဖြစ်စေတဲ့အဓိကတရားခံဖြစ်ပါတယ်တဏှာဆိုတဲ့အစွဲကြောင့်အတ္တဆိုတာကဖြစ်လာတာပါအတ္တကိုခြေခံပြီးလောဘဒေါသမောဟစသဖြင့်စင့်ကဖြစ်ပေါ်လာတာပါတဏှာဆိုတာအမတန်မှဖြစ်စည်းရခက်ပါတယ်ထိန်းချုပ်နိုင်ဖို့လုံးဝမလွယ်သလိုအရင်းအမြစ်ဆွဲရင်ဆွဲသလောက်အမတန်နှုတ်ပစ်ဖို့ခက်ခဲတဲ့အရာမျိုးပါ။ကရင်းချင်တိုင်းမတော့ရမနေနိုင်လောက်အောင်ကိုဆွဲနေမိတဲ့အဆက်လိတ်ကိုတက်မှတ်မိတာကနေတေးဖို့ရကြောက်နေပြီးတော့ကိုယ့်ဘဝကောင်းစားရေးအတွက်ကိုကြိုးကိုရှေ့ရှုနေမိတဲ့အဖြစ်အထိအမတန်ကျေပြန်ပြီးတော့နှက်ဆိုင်ပါတယ်။ဒါပေမဲ့ဖြစ်တည်မှုဆိုတဲ့ဘဝမှာဖြစ်လာသမျှအရာတိုင်းဟာစင်ရဲမှုကိုပဲရှေ့ရှုနေမှာဖြစ်တဲ့အတွက်တဏှာဆိုတဲ့အစွဲကနေလွတ်မြောက်ဖို့လိုအပ်ပါတယ်။တမ္ပမှုကိုအခြေခံတဲ့လောက်ရတစ်ခုကိုလှုပ်လိုက်မယ်စားညှင်းဆန်လိုက်တာမျိုးထိန်းချုပ်လိုက်တာမျိုးကနေစပြီးတော့အစွဲတွေကိုလက်လွတ်နိုင်အောင်အမှန်တရားတွေကလမ်းပြထားပါတယ်။ဒီနေရာမှာနားလည်ဖို့လိုအပ်တာကလက်လွတ်ခြင်းဆိုတာဟာလက်လျှော့ခြင်းနှုတ်ထွက်ခြင်းမျိုးမဟုတ်ပါဘဲနဲ့တမတ်မှုကိုအဖြစ်မခံခြင်းပါဘဝမှာဖြစ်ကိုဖြစ်လာရမယ်အရာတိုင်းဖြစ်ကိုဖြစ်မှာပါပိတ်ပင်လို့မရတယ်လို့တားဆီးလို့လည်းမရပါဘူးလက်လွတ်ခြင်းဆိုတာကအကြောင်းရှိလို့ဖြစ်လာမယ်အကျိုးဆက်ဖြစ်စဉ်ဖြစ်ရတွေကိုပိတ်ပင်တားဆီးတာလုံးဝမဟုတ်ပါဘူးအကြောင်းတိုင်းရဲ့အကျိုးဆက်တွေပေါ်တက်မဲ့တာယာမိတဲ့စိတ်ခံစားချက်ကိုထိန်းချုပ်တာဖြစ်ပါတယ်ဘယ်သူကမှဖြစ်တည်မှုတဘာဝကိုလွန်ဆန်လို့ရမှာမဟုတ်ပါဘူးဗုဒ္ဓကိုယ်တိုင်လည်းမလွန်ဆန်နိုင်ပါဘူးဒါပေမဲ့ဖြစ်တည်မှုတဘာဝကနေလွန်မြောက်အောင်တော့ကြိုးစားနိုင်ပါတယ်
အကြောင်းရှိလို့ဖြစ်လာသမျှအကျိုးဆက်တိုင်းဟာကောင်းတာလည်းရှိတယ်လို့ဆိုးတာလည်းဖြစ်မှာပါမမောဖို့ကောင်းပြီးဆွဲမှတ်စရာတွေလည်းရှိကိုရှိမှာပါဆိုလိုတာကဘဝမှာဖြစ်လာသမျှလိုက်ပြီးတော့ဆွဲမှတ်နေလို့မရပါဘူးဖြစ်သမျှအကြောင်းတိုင်းဟာအကျိုးဆက်ရှိလာမှာပါအဲ့ဒါကြောင့်ဘဝကိုအကြောင်းအကျိုးဆက်ဖြစ်တည်မှုလို့ခေါ်တာပါဒီနေရာမှာကိုကိုပြပြသိဖို့လိုတာကဘာကြောင့်ဘဝကိုမကောင်းတဲ့အနေနဲ့ပြောနေရတယ်လဲဆိုတာဖြစ်ပါတယ်မှန်ပါတယ်အစိုးရအကောင်တွင်တွဲပြီးဖြစ်နေတဲ့ဘဝရဲ့တထောင်တနေရာတစိတ်တရီတဟာတာယာစရာမမောစရာကြည်နူးစရာတွေရှိနေမှာပါအဲဒီလိုမျိုးအနေချင်းလောက်ပဲရှိတဲ့တာယာစရာလောက်နေတယ်ဘဝဆိုတာကပြစ်တည်နေလို့မဖြစ်ဘူးလားဆိုပြီးတော့တွေးထင်ခြင်းစရာဖြစ်နိုင်ပါသေးတယ်ဒီလိုမေးခွန်းထုတ်လို့နှုံညာညံ့ရမကြပါဘူးဒါဟာဆိုတော့ကတက်တဲ့အခြေခံမေးခွန်းပါသစ္စာတစ်ခုနဲ့တစ်ခုအခြေခံသဘောတရားတူပြီးသားပါသိရတဲ့တရားတွေကိုနားလည်အောင်ကြိုးစားပြီးပညာဉာဏ်နဲ့အတူကျင့်ကြံတတ်ဖို့ကဗုဒ္ဓရဲ့ငကိုမူလဇဏ္ဍမုံဖြစ်ပါတယ်ဒါကြောင့်သစ္စာ၄ပါးကိုအနှစ်ချုပ်အပြင်ပြန်သုံးသပ်ရင်စေစမပြတ်ဖြစ်နေတဲ့ဘဝရဲ့ဆင်းရဲမှုကိုသိခြင်းဆင်းရဲမှုကိုဖြစ်စေတတ်တဲ့အကြောင်းရင်းခံတဏှာဆိုတဲ့ဘဝပရိပတ်ခအကျက်အတဲကိုနားလည်ခြင်းအဆုံးမရတဲ့ဘဝဖြစ်တည်မှုကြီးကိုအဆုံးသတ်နိုင်ဖို့မှန်ကန်တဲ့လမ်းစဉ်တိုင်းရှောက်လန်းပြီးလားရအမှန်ဖြစ်တဲ့ပန်းတိုင်လွတ်မြောက်ခြင်းကိုရယူဖို့ပါဘဝဖြစ်တည်မှုပရိပတ်ခအကျက်အတဲအတွက်တခုရီသောအဖြစ်ဖြစ်တဲ့လမ်းစဉ်ရှိရအတိုင်းကျင့်ကြံနိုင်မှသာလားရအမှန်ပန်းတိုင်အစစ်ကိုအရောက်တက်လှမ်းနိုင်မှာပါလမ်းစဉ်ရှိရအတိုင်းလိုက်နာကျင့်ကြံတတ်ဖို့ဘဝဖြစ်တည်မှုအကြောင်းရင်းခံတဏှာဆိုတဲ့တက်မှတ်မောမှုပြဿနာကိုသိဖို့လိုအပ်ပါတယ်။သစ္စာလေးပါးကိုသိဖို့လိုပါတယ်။ဒါမှဘဝရဲ့အထာကိုသဘောပေါက်ပါမယ်။ဘဝအထာနှက်သွားရင်ဖြစ်တည်မှုရဲ့အပြစ်ကိုနားလည်လာမယ်။ဒါမှလွန်မြောက်ဖို့ကဘာလို့ဒီလောက်ထိအရေးကြီးနေတာလဲဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်။တမတ်စိတ်ရလိုစိတ်မမောစိတ်တွေ့တာစိတ်စတဲ့အစွဲတဏှာတွေကြောင့်ဘဝဆိုတာဖြစ်လာတာပါဘဝဆိုတာရှိလာတာကြောင့်ဖြစ်တည်မှုကြီးကရတာမလို့လိုတာမရဖြစ်လာတာပါဒီအသက်ရှင်နေမှုကြီးအဓိပ္ပာယ်ရှိဖို့အလိုနောက်ကိုလိုက်ရပါတယ်အလိုဆန္ဒကတဏှာရဲ့လှည့်စားမှုမာယာအောက်မှာရုံးမထွက်နိုင်တော့ပဲဘဝရဲ့ရေတောက်မြင့်ဖြစ်လာရပါတယ်အလိုဆန္ဒအားကောင်းလာတာနဲ့အမျှကိုကျိုးရှေ့ရှုမှုတွေကလည်းများလာပါတယ်ကိုကျိုးပြမှုကိုတက်မဲ့လိုလားလာတာနဲ့အမျှဘဝမှာဆွဲလန်းမှုတဏှာတွေကလည်းများလာပါတယ်တဏှာရဲ့လွှမ်းမိုးမှုအားကောင်းလာတော့ရလီလိုလေအိုတစီဖြစ်လာပါတယ်အဲ့ဒါနဲ့ပဲဘဝမှာဖြစ်သမျှကောင်းတဲ့ကိစ္စဖြစ်ဖြစ်အဆိုးတဲ့ကိစ္စဖြစ်ဖြစ်တက်မှတ်မိလာကြပါတယ်မဆိုးမဖို့အရာလေးကနေစလို့ကောင်းပြီတာပြီဆိုတဲ့အရာတွေအစုံလက်လွတ်ဆုံးရှုံးရမှာကိုကြောက်လာကြတယ်မရှိဆင်းရဲမှုယောဂဝေဒနာဆိုတာကိုအရှိတိုင်းလက်သင့်ခံပြီးတက်တောင်လုပ်ရမယ်စားမှားပြီးရင်မှားအကြောင်းထက်နေတဲ့ဘဝကတ်ကြီးကိုကြည်နက်နေကြတယ်ဘဝကိုတက်မဲ့တွေ့တာတဲ့တဏှာအားကောင်းလာတော့စိုးကျိုးတက်ရောက်မှုတွေကိုမမြင်တော့ဘဲနဲ့တာယာမှုတွေနောက်ကိုလိုက်သွားကြပြီးဘဝဖြစ်တည်မှုကြီးအပေါ်အရှက်တရားအကြောက်တရားတွေကကင်းမဲ့လာတယ်။ဆက်လိပ်ဆိုတာကကိုယ့်အတွက်မကောင်းမှန်သိနေလျက်နဲ့ဈေးလိပ်ဖြတ်ခြင်းစိတ်ရှိနေတာတော့မှကရင်းချင်လာတိုင်းဒလိပ်ကိုအောင်မတောက်မိရင်တော့တပွားနှစ်ဖွာလောက်လေးတော့ဖွာလိုက်ရမှာအကျဉ်းနဲ့တက်မှတ်မှုတွေ့တာစိတ်မျိုးမမုံမှုတဏှာစိတ်ကအမတန်းမှဆွဲနေကြပါတယ်ဘဝဆိုတာကိုရလာပြီးတဏှာရဲ့လှည့်စားမှုကြောင့်ဘဝကိုတက်မှတ်လာပါတယ်ဘဝကိုတက်မှတ်လာလေပြစ်ချက်တွေကိုမမြင်လေဖြစ်လာပြီးတော့အတိမရှိတဲ့ဖြစ်တည်မှုမှာရေစုံမျောခံလိုက်တယ်လို့ဖြစ်သွားရပါတယ်အဲ့တော့မကောင်းတာကိုသိနေခဲ့ရင်အဖြစ်မခံရင်သာနေမယ်ညှင်းဆန်တာမျိုးတော့မလုပ်ဘဲနဲ့မသိချင်အောင်စောင့်လိုက်ကြတယ်မဖြစ်နိုင်မှန်းသိလျက်နဲ့ကောင်းတာကိုမှလိုချင်စိတ်တွေကတပွားပွားဖြစ်ကုန်ပြီးတော့တာယာခြင်းနဲ့စိတ်နဲ့ရှင်တန်ရတာကိုဘဝလိုအဓိပ္ပာယ်ဖွင့်ဆိုလာကြပါတယ်အသက်ရှင်မှုဆိုတာကိုဘဝလိုအနက်ဖော်ပြလိုက်ကြတယ်ဘဝအတွက်တန်ဖိုးကမှန်ကန်စွာရှင်တန်ခြင်းမဟုတ်တော့ဘဲနဲ့စန့်ကျင်ဘက်သဘောတရားအနှစ်ဖက်ကြားမှာရှိတဲ့ဖြန့်မင်းလိုမျိုးဖီလာကန့်လန့်ဖြစ်တည်ခံလိုက်ကြတယ်အဲ့ဒီမှာရင်ဘဝရဲ့ဆင်းရဲမှုတဏှာရဲ့လှည့်စားမှုတွေကပျောက်ဆုံးသွားပြီးရှင်တန်မှုကဗราဏဖြစ်လာတယ်မတိမှုကကောင်းတယ်လို့ယူဆလာကြတယ်ဖြစ်တည်မှုအတွက်မတိမှုကအားထားရဖြစ်လာတယ်
လူဖြစ်လာမှတော့မသေးခင်ဒါသာရရနဲ့ဇိမ်ခံပြီးအသက်ရှင်တာပေါ့ဆိုတဲ့အတွေးမျိုးကလည်းအားကောင်းလာတယ်။ရှင်သန်ခြင်းဆိုတာတာယာမှုကိုမရရအောင်လုပ်ယူရတဲ့အလုပ်တစ်ခုလိုဖြစ်လာတယ်။ဘဝအတွက်ကောင်းမှုဆိုးမှုတွေကအရေးမပါတော့ဘူး။မသေးခင်တာယာမှုတွေကိုခံစားနိုင်ခွင့်ရှိတဲ့လောက်ခံစားရတာဖြစ်တည်မှုရဲ့တန်ဖိုးဖြစ်သွားတယ်။အမှန်တရားဆိုတာကအရေးမပါတော့ဘူး။အပြေထုတ်နေစရာမလိုအပ်တော့ဘူး။ရှင်သန်မှုအတွက်ရအောင်လုပ်နေနိုင်ခြင်းကပဲအပြည့်မှန်ဖြစ်သွားတယ်။ဖြစ်သည်များအကြောင်းအကောင်းလိုမျိုးတွေးပြီးတော့ပြောင်းလဲလာသည်များကိုကောင်းအောင်တံပြန်လုပ်နေရတာကပဲဘဝရဲ့ပန်းနိုင်တစ်ခုဖြစ်သွားတယ်။မသိမှုအားကောင်းလာတော့တဏှာရဲ့ဩဇာကြီးထွားလာတယ်။အဆွေလန်းထားတာကဘဝရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာတယ်။တွေ့တာမှုမမောမှုဆိုတာကအသက်ရှင်ဖို့အတွက်အသက်ပြန်ဖြစ်လာတယ်။ဆွေလန်းမှုတဏှာကိုမမောတန်းတာပြီးဇောထက်တန်တဲ့စိတ်တက်မျိုးမွေးမြူနိုင်တာကဘဝရဲ့ပင်မအလုပ်ဖြစ်လာတယ်။မသိမှုကြောင့်ငကိုကလေးကဗယံပရာဖြစ်နေတဲ့ဖြစ်တည်မှုဘဝကဆိုးရွားတဲ့ထက်အပြောင်းလဲဖို့လုံးဝမလွယ်တဲ့အရာတစ်ခုဖြစ်လာတယ်။အမှန်တရားဆိုတာနဲ့ဘဝဖြစ်စဉ်ဆိုတဲ့အယူအဆအတွေးအမြင်တွေကစိတ်ကူးရင်ဆန်တဲ့အလုပ်တွေလိုဖြစ်သွားတယ်။အသက်ရှင်ဖို့လုပ်နေတာကမှဘဝဖြစ်လာပြီးအတွေးနေတဲ့ခရီးလှည့်နေတာမျိုးကအတိတ်ပဲမဲ့တဲ့လောက်ရလို့ဖြစ်လာတယ်။ဘဝကတဏှာကြောင့်အတိတ်ပဲမဲ့တဲ့ထက်ကင်းမဲ့သွားတယ်။တဏှာကနေယုံထွက်ဖို့မလွယ်တော့ဘဲနဲ့လှည့်စားမှုအောင်မှာတာယာသွားပြီးဘဝကိုပြောင်းလဲနိုင်အောင်အားထုတ်ကြင့်ကြံဖို့ရမတွေးကြတော့ဘူး။မသိမှုအမိုက်အမှောင်ထဲမှာစံတဝါဝါသွားနေရတာကပဲတာယာမှုလိုဖြစ်သွားတယ်။တဏှာကိလေသာရဲ့လွှမ်းမိုးမှုအောင်မှာဘဝပန်းနိုင်ဆိုတာငကိုထက်ပူပြီးတော့တာယာခွင့်ကြည်နိုးခွင့်ဆွဲလန်းခွင့်တွေ့တာခွင့်မမောခွင့်ရဖို့ဖြစ်လာတယ်။ရုပ်ထွက်ဖို့ရမလွယ်ကူတဲ့တဏှာရဲ့လှည့်စားမှုတွေကြောင့်ဘဝဟာအမိုက်အမှောင်တွေရဲ့ကြားမှာလွတ်မြောက်ဖို့မလွယ်ကူတဲ့အရာတစ်ခုဖြစ်လာတယ်လို့လွတ်မြောက်ဖို့တော့မလိုတော့တဲ့အခြေအနေအထိကိုပြောင်းလဲသွားတယ်။ဘဝဆိုတာမမောစရာဖြစ်လာတယ်။ဘဝဆိုတာလိုချင်စရာဖြစ်လာတယ်။စင်းရဲတဲ့ဘဝပဲဖြစ်ဖြစ်အမွဲတင်နေတဲ့ဘဝပဲဖြစ်ဖြစ်အသက်ရှင်မှုဆိုတာနဲ့တင်ရကျင်စရာဖြစ်သွားတယ်။မကောင်းတာကိုသိနေလျက်နဲ့တောင်မှကောင်းတာကိုရအောင်လုပ်လို့ရသေးတယ်ဆိုတဲ့တလွဲအသိနဲ့ဘဝကိုတောင်းတကြတယ်။အဲ့တော့တဏှာဆိုတာကအပြစ်မဟုတ်တော့ဘဲနဲ့အနှစ်သာရဖြစ်လာတယ်။ဘဝဆိုတာကစင်းရဲမှုမဟုတ်တော့ဘဲနဲ့စိန်ခေါ်မှုတည်းရဲ့ဖြစ်လာတယ်။စေပွဲနဲ့တူတဲ့ဘဝကိုအနိုင်မဟုတ်ရင်တော့ရှင်တန်အောင်တိုက်ရဲမှတန်ဖိုးရှိတဲ့အနေအထားဖြစ်လာတယ်။တောင်းတမှုဆွဲမှတ်မှုတက်မှတ်မောမှုတွေရဲ့စိတ်ဆုံမှုအောက်မှာဘဝရဲ့အဓိပ္ပာယ်အစစ်ဟာလုံးဝကိုပျောက်ဆုံးနေခဲ့တယ်။ကောင်းခြင်းနဲ့ဆိုးခြင်းမှာတိုင်းတာတွေရှိလာတယ်။အကောင်းဆုံးဆိုတာရှိတယ်လို့အဆိုးဆုံးဆိုတာရှိလာတယ်။တသမတ်တဲ့သွားနေတဲ့မြင်းဟာပြိုင်မြင်းတွေကြောင့်ရှုပ်ထွေးသွားတယ်။အဆိုးမရှိတဲ့ဘဝကအစွန်းနှစ်ဖက်ကြားမှာဟိုဘက်ကူးလိုက်ဒီဘက်ကိုရိမ့်လိုက်နဲ့ဗယံပရာဖြစ်သွားရပြီးငကိုတက်ပူပြီးတော့ဆိုးရွားလာတယ်။ဘဝအကောင်းနဲ့အဆိုးဆိုတဲ့စန့်ကျင်ဘက်တရားကြောင့်ဘဝကရှုပ်ထွေးတဲ့ပူပြီးတော့ရှုပ်ထွေးသွားတယ်။အသက်ရှင်မှုဆိုတာကတဏှာကြောင့်လူတွေကိုလေစားခဲ့ရကနောက်ဆုံးမှာတချို့သောလူတွေအတွက်ဆိုတာကထောင်ချောက်တစ်ခုလိုမျိုးကိုခံစားလာမိကြတယ်။အဲ့တော့အစွန်းတစ်ဖက်ရဲ့အစွန်းအကြဆုံးကိုရောက်အောင်သွားလိုက်ရင်လွတ်လန်းရလိမ့်မယ်အတွေးမျိုးထင်မြင်လာကြတယ်။အဲ့တော့အစွန်းတစ်ဖက်ရဲ့အစွန်းအကြဆုံးကိုရောက်အောင်သွားလိုက်ရင်လွတ်လန်းရလိမ့်မယ်ဆိုတဲ့အတွေးမျိုးထင်မြင်လာကြတယ်။အဲ့ဒီတလွဲတွေးနဲ့ဘာကိုပဲလို့တဆုံးထိလောက်ကြသလား။တကယ်တော့အကျိုးဖြစ်လောက်တဲ့အထိအကျိုးရလတ်မရပဲနဲ့လွတ်လန်းကိုရှာတွေ့ရမယ်စားအဆုံးသက်မရှိတဲ့အစွန်းရောက်မှုနဲ့တူစံတဝါဝါဖြစ်သွားပြီးလမ်းပြောက်သွားကြရတယ်။နှစ်ထောင်နဲ့ချီလမ်းပြောက်နေခဲ့ရာကဗုဒ္ဓရဲ့ဉာဏ်လင်းအတိနိုးထလာမှုကြောင့်လမ်းစာပြန်ရခဲ့ကြတယ်။တဏှာဆိုတဲ့အစွဲကိုနိုင်ယူနိုင်မဲ့နီးလန်းဘဝဆိုတဲ့အဆုံးမဲ့တန်ត្រာကနေလွတ်မြောက်နိုင်မဲ့နီးလန်းစင်ရမှုတွေကိုအပြစ်တိုင်အဆုံးသက်နိုင်မဲ့နီးလန်းအမှန်တရားလေးခုကိုအခြေခံပြီးတန်ត្រာဆက်ကွင်းထဲကနေလွတ်မြောက်သွားနိုင်ဖို့ဂေါတမဗုဒ္ဓကလမ်းညွှန်နိုင်ခဲ့တယ်။တဏှာဆိုတဲ့အစွဲကိုပယ်နိုင်ဖို့ကပထမဆုံးခြေလှမ်းပါ။အစွဲကိုပယ်တယ်ဆိုတာကအစွဲကိုဖြစ်ခွင့်ပေးထားပြီးတစ်ဖက်လှည့်နဲ့ထိမ့်ချုပ်တာမျိုးပါ။အပင်ကောင်းရဲ့ရေတောက်မြင့်နဲ့တွေ့ပြီးဖြစ်လာတဲ့အစိတ်နွယ်ပင်ကိုတခါတည်းအမြင့်ဖြုတ်တက်လိုက်လို့မရပါဘူး။အပင်ကောင်းမှာပျက်စီးသွားနိုင်ပါတယ်။အဲဒီတော့အစိတ်နွယ်ပင်ကိုချက်ချင်းမခုတ်မတင်ပဲနဲ့အသီးအပွင့်မဖြစ်အောင်အရွက်တစ်
အရွက်ညွတ်မဝေးနိုင်အောင်တင်တုံးတာမျိုးကိုအစွဲပယ်တယ်လို့ခေါ်တယ်အတင်းကရောစိတ်စောကြီးနဲ့အစွဲလန်းဖြစ်နေတဲ့စိတ်ဝတ်တီကိုဖီစည်းမျိုးသိတားလို့မရပါဘူးစိတ်ပင်ပန်းသွားတာပဲအဖက်တင်ပါလိမ့်မယ်လက်မောင်းကိုရစ်ပတ်ထားတဲ့မွေဆိုးကိုအတင်းဖြုတ်ရင်အကြိုက်ခံရနိုင်တယ်အဲ့တော့မာယာရှင်ကိုပြည့်ရနဲ့ပြန်လှည့်စားနိုင်ရမယ်တဖြည်းဖြည်းချင်းရစ်ပတ်တိုင်းခွေထားတဲ့မွေဆိုးရဲ့အားကိုရော့သွားအောင်လုပ်ရမယ်သူ့အစိတ်နဲ့သူ့ဘာသာသူ့တဘာဝနဲ့သူရော့သွားအောင်လုပ်ရမယ်ဘာလို့မွေဆိုးကရစ်ပတ်ထားတာလဲဆိုတာကိုအရင်ဆုံးသိအောင်လုပ်ရမယ်ကိုယ်စိတ်ကိုပြန်သုံးသပ်ပြီးငါဘာကြောင့်ဒါကိုလိုချင်နေမိတာလဲငါဘာကြောင့်အသက်ရှင်ကျင်တာလဲငါဘာလို့တန်တန်ဆွေဖြစ်နေရတာလဲငါဘာလို့အငမ်းမရဖြစ်နေရတာလဲစသဖြင့်ရှီရင်းဆွဲစိတ်ကိုအခြေခံပြီးတော့ကိုယ်စိတ်ကိုနားလည်အောင်ရင်လုပ်ရမယ်စာပေကျမ်းဂန်တွေထဲမှာပြောထားတဲ့အတိုင်းရန်တန်လက်ခံလိုက်မယ်စာကိုအပြေရှာနိုင်ရမယ်ဘာပဲလို့ကိုယ့်လက်ကိုယ်ချီနဲ့မလှုပ်ဖဲအလွယ်လဲလိုက်တဲ့သူတွေအတွက်အမှန်တရားဆိုတာရဲ့တန်ဖိုးကိုလုံးဝသိနိုင်နားလည်နိုင်မှာမဟုတ်ပါဘူးကိုယ်စိတ်နဲ့ကိုယ်တိုင်လှုပ်ရဲကန်ရဲကျင်ရဲကြံရဲပြီးမှတိခဲ့နားလည်ခဲ့တာကိုစင်ရသုံးသက်နိုင်သူသာလည်းရဲတင်းသူအောင်နိုင်သူအစစ်ဖြစ်ပါတယ်နားလည်တဲ့အသိရှိပြီဆိုတာနဲ့တဏှာဆိုတာကိုခွဲခြမ်းစိတ်ပြတတ်ပါလိမ့်မယ်ဒါဆိုရင်အစွဲကိုတပြေးပြေးချင်းပယ်နိုင်လိမ့်မယ်အစွဲကိုပယ်တဲ့နေရာမှာအသေးမွှားလေးကစပြီးတော့ပယ်ရမယ်ဝယ်ပါဝါလို့ခေါ်တဲ့စိတ်ဆွမ်းအားကိုအသုံးချတတ်ရမယ်ငါဒါကိုမလုပ်ဘူးလို့ဆုံးဖြတ်ထားရင်မလုပ်ဖြစ်အောင်ကိုယ်စိတ်ကိုပြန်ထိန်းချုပ်ပြီးမမောမှုတွေ့တာမှုလိုချင်မှုတောင်းတမှုစတဲ့ကိုကျိုးမရှိတဲ့အစွဲလေးတွေကနေစပြီးပယ်တတ်အောင်ကျင့်ကြံပါအဲ့ဒီအစွဲလေးတွေတစ်ခုပြီးတစ်ခုပယ်နိုင်ထိန်းနိုင်လာရင်စိတ်ရဲ့တည်ကြည်မှုခိုင်မာမှုအားရှိမှုကိုလက်တွေ့ခံစားလာရပါလိမ့်မယ်အစွဲတွေကိုပယ်တတ်လာရင်စိတ်ဆွမ်းအားလည်းအားကောင်းလာပါလိမ့်မယ်အဲ့ဒါကိုတမာရီအားကောင်းလာတာလို့မှတ်ပါတမာရီအားရှိလာရင်စိတ်ရဲ့တင်းကျပ်မှုချုပ်တီးမှုတွေကအတိတ်ပဲရှိလာပြီးကိုယ့်ဘဝအတွက်တကယ်အကျိုးရှိတာကိုမြင်တတ်ကြည့်တတ်လုပ်တတ်လာပါလိမ့်မယ်ဗုဒ္ဓဟောကြားခဲ့တဲ့ဓမ္မဟာရိုးရှင်းပြီးသားပါယုံကြည်စရာမလိုအပ်ပါဘူးကိုးကွယ်စရာလည်းမလိုအပ်ပါဘူးတက်ဝင်မှုလည်းမလိုအပ်ပါဘူးလုပ်ကြည့်ခြင်းနဲ့စိတ်ရှိရင်လိုက်လုပ်ကြည့်ပါကိုယ့်အတွက်အကျိုးရှိလို့ဆက်လုပ်ခြင်းရင်ဆက်လုပ်လိုက်ရုံပါပဲယုံကြည်မှအလုပ်ဖြစ်တဲ့ဓမ္မမဟုတ်တယ်လို့အကိုးကွယ်ထားမှဓမ္မရဲ့ပန်းနိုင်ကိုရောက်နိုင်တာလည်းမဟုတ်ပါဘူးလက်တွေ့ကြတဲ့အရာမှုဓမ္မလို့ခေါ်တာပါအကြောင်းရှိလို့အကျိုးဆက်ဖြစ်လာတာကိုဓမ္မလို့ခေါ်ပါတယ်ယုံကြည်ဖို့ကိုးကွယ်ဖို့အစည်းကပ်ဖို့တက်ဝင်ဖို့အတွက်ရှိလာတဲ့ဓမ္မမျိုးမဟုတ်ပါဘူးဂေါတမဗုဒ္ဓကဟောလို့ဓမ္မဖြစ်လာတာလည်းမဟုတ်ပါဘူးဂေါတမဗုဒ္ဓဟာဓမ္မကိုမြင်နိုင်ခဲ့လို့သာဗုဒ္ဓဖြစ်လာတာပါဒါပေမဲ့ဗုဒ္ဓသာဓမ္မကိုမမြင်ခဲ့ရင်ဓမ္မဆိုတာကိုသိကြမှာတော့မဟုတ်တဲ့အတွက်ဗုဒ္ဓကိုယေရှုတင်တဲ့အနေနဲ့ရှေးဥထားတာဖြစ်ပါတယ်ဓမ္မသည်ဘာသာမဟုတ်ပါထုံတန်းတစ်ခုမဟုတ်ပါအစဉ်အလာလည်းမဟုတ်ပါလိုက်နာစရာလည်းမလိုအပ်ပါလက်တွေ့ကျကျကျင့်ကြံမှနားလည်နိုင်မဲ့အရာမျိုးဖြစ်ပါတယ်ဓမ္မသူရဲ့စိတ်ဆော်မှုကိုအခြေခံပြီးလိုက်လုပ်ရမယ်အရာမျိုးမဟုတ်ပါဘူးကိုယ်ပိုင်အတွေ့ကိုယ်ပိုင်အသိကိုယ်ပိုင်လှုပ်ထားတဲ့လုပ်ရက်ကိုအခြေခံနိုင်မှအကျိုးဆက်ပေးနိုင်တဲ့အရာမျိုးဖြစ်ပါတယ်ဓမ္မဟာအမိုက်မှောင်ကိုခွင်းမဲ့အလင်းရောင်တကားတော်ဖြစ်ပါတယ်ဓမ္မစကြာတရားကြောင့်တောထွက်ဖို့၅ဦးလုံးဉာဏ်လင်းပွင့်လန်းဖို့ရာအဖူးရင်တန်ခဲ့ကြတယ်ဓမ္မစကြာတရားကြောင့်အိမ်မထက်ကမ်းမမြင်လမ်းမမြင်လမ်းပြောက်နေခဲ့ရာကနေလမ်းစာကိုတွေ့ခဲ့ပြီးပန်းနိုင်အစ်စ်ကိုသိခွင့်ရခဲ့ကြတယ်ဘဝဆိုတာကတက်မဲ့မောစရာကောင်းသလောက်လိုတာမရရတာမလို့အစိုးမရတဲ့အတွက်ဆင်းရဲမှုတွေများပြီးတော့တဏှာဆိုတဲ့အစွဲကြောင့်ဘဝရဲ့အပြစ်ကိုမြင်နိုင်ခဲ့ကြတယ်အခုလဲဗုဒ္ဓမြတ်စွာကြောင့်တဏှာဆိုတဲ့အစွဲကနေလွတ်မြောက်နိုင်မဲ့ပန်းနိုင်ကိုသိခွင့်ရခဲ့ကြတယ်ဆင်းရဲမှုဘဝကနေလွတ်မြောက်နိုင်မဲ့ပန်းနိုင်ကိုအရောက်သွားဖို့လမ်းမှန်ကိုလည်းသိခဲ့ကြပြီဗုဒ္ဓရဲ့အခြေတော်ဝင်သင်ကြားမှုတွေနောက်မှာငါးဦးလုံးဗုဒ္ဓနည်းတူဉာဏ်လင်းအသိနိုးထသွားခဲ့ကြတယ်အစွဲကိုပယ်တတ်သွားကြတယ်အဆုံးသတ်မှာဘဝပြီးပြတ်မှုရဲ့အနှစ်သာရကိုနားလည်သွားကြတယ်ဒီလိုဖြစ်တာကဘာကိုးကွယ်မှုမှမပါဘူးဘာယုံကြည်မှုမှမရှိဘူးဘာသက်ဝင်မှုမှလည်းမလိုအပ်ဘူးဗုဒ္ဓပြောခဲ့တဲ့အမှန်တရားကိုလက်ခံလိုက်မှုပဲရှိတယ်
အဲ့လိုရဲတွင်းစာလက်ခံလိုက်ခြင်းနဲ့တင်ဗုဒ္ဓရဲ့ဆန္ဒကိုတည်သွားပြီးလမ်းမှန်တိုင်းရှောက်လန်းဖို့စိတ်ပိုင်းဖြတ်နိုင်ခဲ့ကြတာပါရှေခိုးတာတွေပူဇော်တာတွေမပါလိုက်ပါဘူးလမ်းစစ်လမ်းမှန်ကိုတင် जा ပြတာပေးလို့ကျေးဇူးတင်တဲ့အနေနဲ့အယူတည်ပေးတာတော့ပဲရှိလိုက်တယ်ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပါပဲတောထွက်ဘော9ဦးလုံးဗုဒ္ဓနိတူအတိနိုးထသွားခဲ့ကြတယ်နှစ်ထောင်ကြီးအစွဲကြီးနေခဲ့တဲ့အတိလွဲတွေကိုထိုးပေါက်ပြီးမတိဘူးမကြားဘူးမနာဘူးမမြင်ဘူးတဲ့အတိအမြင်ရှုထောင့်အတစ်ကိုရဲရဲတင်းတင်းလက်ခံပြီးတော့နာခံခဲ့ကြတယ်လက်ခံခဲ့ကြတယ်လက်ခံလိုက်ကြတယ်လို့ကြင့်ကြံရဲကြလို့သာ9ဦးလုံးဟာအတိနိုးထသွားခဲ့ကြတာပါရုပ်ဝတ္ထုကိုအစွဲကြည့်တာကအစွဲပြက်အစွဲချွတ်ရတာကမခက်ပါဘူးဒါပေမဲ့နှစ်ပေါင်းများစွာစွဲနေတဲ့အတိလွဲကြီးကိုအစွဲချွတ်ဖို့ဆိုတာကတော့လုံးဝမလွယ်ပါဘူးအဲဒါကြောင့်လေဗုဒ္ဓအနေနဲ့တောထွက်ပုံ9ဦးလုံးအစွဲကျွတ်သွားအောင်9ရက်တီဟောခဲ့ရတာပါဗုဒ္ဓအနေနဲ့ဘလောက်ပဲထူးချွန်ပြောင်မြောက်တဲ့အတိတုဉာဏ်တုပညာတွေကိုရှိပါစေအောင်လူ9ယောက်ကိုသူပြောသမျှလက်သင့်ခံသွားဖို့9ရက်တီအချိန်ယူခဲ့ရပါတယ်6ရက်မြောက်နေ့ရောက်တော့မှသာသူတကယ်ပြောချင်တဲ့ဓမ္မကိုပြောခွင့်ရတာပါဒါကဘာကိုဆိုလိုချင်နေတာလဲဆိုတော့ရှေ့9ရက်လုံးလုံးတောထွက်ပုံ9ဦးကိုအစွဲချွတ်နေတာကတကယ်နဲ့သူတကယ်ပြောချင်နေတဲ့ဓမ္မနဲ့ကြိုပြီးတော့မိတ်ဆက်ပေးတာမျိုးပါဆိုတော့ဓမ္မစကြာတရားဆိုတာဟာဓမ္မမိတ်ဆက်တရားပါဒီတရားကိုမှမသိနားမလဲဘဲနဲ့တော့ကျန်တဲ့တရားဓမ္မတွေကိုလိုက်လေ့လာနေလို့ကလည်းအကျိုးရှိမှာမဟုတ်ပါဘူးရိုးရှင်းပါတယ်ဆိုတဲ့ဓမ္မစကြာတရားကိုမှသဘောမပေါက်ပဲအတိအလင်းနေနိုးထားဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူးဓမ္မစကြာတရားနဲ့မရင်းနှီးပါပဲဗုဒ္ဓဓမ္မကိုတက်မြောက်သူပါလို့ပြောလို့မရပါဘူးအဲ့ဒီလိုပဲဓမ္မစကြာတရားကိုနားလည်သူဟာဓမ္မရဲ့အရသာကိုမြည်ဆန်းပြီးသူဖြစ်တာကြောင့်ဓမ္မရဲ့နှစ်သာရကိုမှန်းဆနိုင်သူဖြစ်နေပြီဖြစ်တာကြောင့်ဗုဒ္ဓရဲ့ဓမ္မဟာကိုယ်ွယ်မှုယုံကြည်မှုတတ်ဝင်မှုတွေမလိုအပ်ကြောင်းကိုလည်းသိပြီးဖြစ်မှာအတိအကျပါဒါတော့မှလည်းဗုဒ္ဓရဲ့ဓမ္မကိုခုတုံးလုပ်ပြီးဘာသာဝါဒအယူအဆတစ်ခုဖြစ်တိဆောက်ထားတာအများကြီးရှိပါသေးတယ်ဘလောက်ဒီဗုဒ္ဓဝါဒအယူအဆအဆောက်အဦကိုတိဆောက်ထားလဲဆိုရင်စစ်မှန်တဲ့ပေါက်မြောက်မှုတရားသိမှုအတိနိုးထမှုဗုဒ္ဓဖြစ်မှုဟာတာမင်ညလူဘဝနဲ့မရနိုင်ပဲလူဘဝလူတဘာဝထက်တာလွန်တဲ့ဘဝမျိုးတဘာဝမျိုးရှိမှအဖြစ်နိုင်နေဆိုတာမျိုးတွေအထီကိုဖြစ်ကုန်ကြတယ်ဘုန်းကြီးရဟန်းဖြစ်မှတချို့သောတရားတွေကိုကျင့်ကြံနိုင်တဲ့ပုံစံမျိုးအဒလီမျိုးထုံးတမ်းမျိုးအစဉ်အလာမျိုးတတ်မှတ်ချက်မျိုးတွေရှိလာတာကဓမ္မစကြာအမြင်နဲ့တော့ဖီလာဆန်းနေတယ်ငကူမူလအကြောင်းအရင်းကိုအရင်စစ်ကြည့်လိုက်ရင်ဗုဒ္ဓနဲ့တောထွက်ပုံ9ဦးလုံးတောထွက်ခဲ့ကြတာကလူဘဝကိုဆက်ဆုပ်လို့ထက်အလုတ်မရှုပ်အလုတ်ရှင်းပြီးတော့ရိုးရှင်းတဲ့ဘဝမျိုးနေထိုင်မှုပုံစံမျိုးနဲ့ဆိုရင်သူတို့သိကျင်တဲ့ဘဝဆက်ကွင်းကနေလွတ်မြောက်နိုင်မဲ့လမ်းအမြန်တွေ့နိုင်မှာပဲလို့ယူဆခဲ့ကြလို့ပါဆိုလိုတာကတော့တောထွက်ယဟန်ဘဝကလူဘဝတက်ဆိုင်ရင်အလုံးမရှုပ်ပဲနဲ့ရိုးရှင်းနေလို့လမ်းစစ်လမ်းမှန်ရှာတဲ့နေရာမှာစိတ်နဲ့ထားဖို့ပိုလွယ်နိုင်တာကြောင့်ပါဒီကနေ့ကဗုဒ္ဓအယူဝါဒကိုယ်ွယ်ယုံကြည်မှုတွေကယူဆထားတယ်လို့မျိုးလုံးဝမဟုတ်ပါဘူးဗုဒ္ဓအနေနဲ့ဓမ္မကိုမြင်မြင်သိနိုင်ဖို့တောထွက်ခဲ့ပေမဲ့ဗုဒ္ဓဘာသာကဓမ္မကိုသိဖို့တောထွက်မှရမယ်ဆိုတာမျိုးအယူဆတာအမတန်ဆင်ញင်ဖို့ကောင်းတဲ့ပြဿနာပါအတိနိုးထားမှုဟာဘယ်လိုနေထိုင်မှုမျိုးကိုမဆိုရနိုင်နေရပါပိတ်ပင်ထားမှုမရှိပါဘူးအတားအဆီးအကန့်အသတ်လည်းမရှိပါဘူးလူနေမှုတဘာဝတစ်ခုနဲ့လူအုပ်စုတစ်ခုကပဲနိုင်တဲ့အရာလည်းမဟုတ်တယ်လို့လိင်တဘာဝတစ်မျိုးတည်းကပဲရနိုင်တဲ့အရာလည်းမဟုတ်ပါဘူးအတိနိုးထားမှုကိုလူလည်းရနိုင်တယ်လို့တောထွက်သူတွေလည်းရအောင်လုပ်ယူလို့ရပါတယ်အတိနိုးထားမှုကိုလူလည်းရနိုင်တယ်လို့တောထွက်သူတွေလည်းရအောင်လုပ်လို့ရပါတယ်ယောက်ျားအတွက်ပဲမဟုတ်တယ်လို့မိန်းမများလည်းရအောင်ကျင့်ကြံနိုင်ပါတယ်ဓမ္မဟာရိုးရှင်းပါတယ်ကန့်သက်ချက်လုံးဝမရှိပါဘူးလွတ်မြောက်လမ်းကိုပေးနိုင်တဲ့အမှန်တရားအနေနဲ့တတ်မှတ်ချက်စည်းကမ်းပေါင်းတွေရှိနေတယ်ဆိုတာကယုတ်တိလုံးဝမရှိပါဘူးအတိနိုးထားဖို့အချိန်တတ်မှတ်ချက်မရှိတယ်လို့အနာဂတ်ရောက်မှဖြစ်နိုင်တဲ့အရာမျိုးလေးမဟုတ်ပါဘူးစက္ကန့်တစ်ခုအတွင်းဖြစ်ပျက်နေတဲ့စိတ်အခြေအနေလိုက်စက္ကန့်ပိုင်းအတွင်းချက်ချင်းလက်ငယ်အတိနိုးထနိုင်တဲ့အခြေခံတရားပေါက်မြောက်မှုဖြစ်နိုင်ပါတယ်အရှင်းဆုံးပြောရရင်ဓမ္မဟာလွတ်လပ်တဲ့လွတ်မြောက်မှုလမ်းစဉ်ဖြစ်ပါတယ်ဓမ္မဟာ
တတ်မှတ်မှုမရှိတဲ့အမှန်တရားစံဖြစ်ပါတယ်ဓမ္မဟာကန့်သက်ချက်မရှိတဲ့ပေါင်းကူးတရားဖြစ်ပါတယ်ဓမ္မဟာအမတန်ရိုးရှင်းသလောက်အမတန်လေးနက်တဲ့တွင်တင်မှုတွေဖြစ်ပါတယ်ဓမ္မကိုသိတဲ့သူမရှိတယ်လို့မသိတဲ့သူလည်းမရှိပါဘူးဓမ္မဟာအပြောင်းလဲမရှိတဲ့ပြောင်းလဲမှုဖြစ်စဉ်ကြီးဖြစ်ပါတယ်အတိနုဒမှုဆိုတာကဓမ္မရဲ့ပန်းနိုင်ဖြစ်ပြီးလွတ်မြောက်မှုအစစ်ဟာအနည်းဆုံးသောနေရာမှာရှိနေပြီဖြစ်တဲ့တကားတစ်ချက်ဖြစ်ပါတယ်အာထုံမှုတရနဲ့ထက်သန်တဲ့ဇောနဲ့သာလျှင်ရယူနိုင်မှာပါဒါကြောင့်အတိနုထခြင်းဟာနီးတာလည်းမဟုတ်ဝေးတာလည်းမဟုတ်ပဲရလွယ်သလောက်ခက်ခဲနိုင်မဲ့အလုပ်ကိစ္စတရက်ပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဗျဒီဗီဒီယိုလေးကိုလက်မလေးနှိပ်ခဲ့ပေးပြီးတော့မိတ်ဆွေရဲ့ထင်မြင်ယူဆချက်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်ခင်ဗျကျွန်တော်တို့နောက်တစ်ပုဒ်မှာပြန်တွေ့ပါမယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ